Hello, assalamu alaikum wa rahmatullahi wa barakatuh. ကျွန်တော်ဒီကနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ခင်ဗျားဘာပဲလုပ်လို့လူတွေကတော့ဝေဖန်နေကြပါပဲခင်ဗျားကောင်းတာလုပ်ရင်ဟန်ဆောင်တယ်လို့ပြောကြလိမ့်မယ်ခင်ဗျားမှားသွားရင်ဒါပဲလေလို့ဝိုင်းကဲ့ရကြမယ်လူတွေရဲ့နှုတ်ကိုဘယ်တော့မှခင်ဗျားပြေးလို့မရဘူးဆိုတာကိုအရင်ဆုံးလက်ခံလိုက်ပါဒါကြောင့်လူတွေရဲ့အကြိုက်ကိုလိုက်ပြီးခင်ဗျားရဲ့ရွယ်ချက်တွေကိုမစွန့်လို့လိုက်ပါနဲ့ခင်ဗျားရဲ့ရွယ်ချက်ကအရှင်မြတ်နှစ်သက်စေဖို့တာဖြစ်ပါစေအရှင်မြတ်ကခင်ဗျားကိုနှစ်သက်နေပြီဆိုရင်လောကကြီးတစ်ခုလုံးခင်ဗျားကိုမုန်းနေပါစေခင်ဗျားဟာတကယ်အောင်မြင်သူပါဒါကြောင့်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကမန်လ်တမဆရီဒလ္လာဟီဘီဆခတ်န်နတ်ကဖာဟူလာဟူမုနတန်နတ်ဘယ်သူဆိုလူတွေစိတ်ဆိုးမယ်ဆိုတာကိုသိလျက်နဲ့အလောရှိမြတ်ကနှစ်သက်မှုကိုရှာဖွေမယ်ဆိုရင်အရှင်မြတ်ကထိုသူကိုလူတွေရဲ့အနောက်ရှက်ကနေကာကွယ်ပေးတော်မူလိမ့်မယ်ဟုအမိန့်ရှိခဲ့တာပါလူတွေရဲ့အပြောထက်အရှင်မြတ်ရဲ့အဆုံးဖြတ်ကိုပဲဂရုစိုက်ပါအဲ့ဒါကမှစင်မှန်တဲ့ငြိမ်းချမ်းမှုပါ